ကျွန်တော်တို့ဒီတစ်ခေါက်စီစဉ်လေးမှာတော့ဒန်ဆာလေးကိုကျော်မင်းအလှည့်သူပြန်လဲရောက်ရှိလာပြီဒန်ဆာလေးကိုကျော်မင်း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 ဒန်ဆာလေး
မင်းဒန်ဆာလေးကိုကြုံ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 မင်းဒီခေါက်ရွာလူလေးမှလည်းကိုကြုံမင်းအနေနဲ့အဖွဲ့အစည်းကိုခေါ်မလာပဲရက်ကွက်ကကလေးတွေနဲ့ပဲနှွှဲလိုက်ကပြသွားတဲ့အကွက်တီကတော့ဖြော်ပြင်းတက်တက်မဟုတ်ပဲမွေးလို့ဖွားလို့မကောင်းတဲ့အမအကြီးအနေနဲ့လေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြုလို့ရသေးတာလေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြု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 ပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲပြန်လဲပြန်လဲအသုံးပြုလေ့ကျင့်ခန်းဖြစ်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 ပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲပြန်လဲပြန်လဲအသုံးပြုလေ့ကျင့်ခန်းဖြစ်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 ပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲပြန်လဲပြန်လဲအသုံးပြုလေ့ကျင့်ခန်းဖြစ်ပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲအသုံးပြုပြန်လဲပြန်လဲပြန်လဲအသုံးပြုလေ့ကျင့်ခန်းဖြစ်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 
ကျွန်တော်အနေနဲ့ကိုကြုံမင်းရဲ့အက skill တော့ဘာဖြစ်မနေအတိအမှတ်ပြုတ်လက်ခံပေးရမှာပဲဖြစ်ပါတယ် အခုလိုကိုကြုံမင်းရဲ့ကောက်ကွက်လေးတွေကိုသဘောကျတဲ့ဆိုပါကကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့ပြောချင်ပါတယ်ခင်ဗျာ